အခုလိုမျိုးကျမအကြောင်းလေးတွေပြောပြရဲဆိုတာကျမလိုမျိုးလှုပ်ချင်တဲ့လူတွေရှိမယ်သိကျင်တဲ့လူတွေရှိမယ်ပေါ့နော်အဲ့တော့ကျမကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်နောက်နေ့မနက်မှာစီချက်စားနိုင်တယ်အဲ့ဒါဖယ်နေတာကတော့နှာခေါင်းကကြိုးစားလေးထွက်နေလို့ဖယ်နေတာပေါ့နော်အခုကျမအကြောင်းလေးတွေပြောပြနေပါတယ်9:25ရှိပြီညနာကနှာခေါင်းကအရင်နာမယ်ထင်ထားတာပေါ့နော်နှာခေါင်းကအရင်မနာဘူးနာတော့နာတယ်နည်းနည်းလေးပဲနာတယ်အဲ့ဒါဒီမှာကြိုးလေးနှစ်ချောင်းကိုအပေါ်တင်ထားတယ်နော်ပြီးတော့ဒီဘက်ကတော့သွေးလေးတွေတော့ကြာနေရပါအဲ့ဒါကိုတုတ်ပေးရတယ်အခုဆိုရင်မိထားတာရင်ဘက်ကကျတော့တော်တော်နာတယ်ဟိုကလေကိုခန္ဓာကိုယ်ထဲမှာဒီအပြင်ပစ္စည်းတွေထည့်ရဆိုတော့တင်းကျက်ပြီးတော့ဟိုစောကြီးရတဲ့အသက်ရှူကြီးချက်တတ်တယ်လို့ဆိုတော့ရင်ဘက်ကတော့အရင်တင်းကျက်ပြီးတော့နာတယ်ပေါ့နော်လောက်လဲနာတယ်အတိုင်းလဲလာတယ်အိတ်လဲနာတယ်ပြီးတော့အရင်လေးဒီလိုမျိုးကြီးစုပ်ကင်ထားတယ်လို့အရင်နာကျင်အဲ့လိုမျိုးတော့ရှိရယ်ကျန်တာတော့ကောင်းတယ်ဒီနှာခေါင်းပိုက်ကိုတော့ဆရာမနေ့ပြန်ထုတ်ပေးမယ်လို့ပြောတယ်ပေါ့နော်အမှန်ကဒီနေ့ဆိုရင်စေးအောင်ဆင်လို့ရပြီချောကြတော့နည်းနည်းကြောက်တက်လို့ပြီးတော့နည်းနည်းလေးနာနေလို့ပေါ့နော်ဒီစေးအောင်မနေတာပို safe ဖြစ်မယ်အထင်လို့ဒီမှာနေတယ်အဲ့ဒါလေးပြောပြတာနှာခေါင်းလေးကဖြုတ်လိုက်ရင်ဘယ်လို result လေးထွက်လာမလဲဆိုရင်သိချင်နေပြီဒီမလေးရောပဲမနေ့ကဆိုရင်အသက်ရှူရမ်းချက်သွားတာအဲ့ထဲ့လာရအောင်ဆွဲပြုတ်ချင်စိတ်ဖြစ်လောက်တဲ့အထီကိုဖြစ်သွားတယ်ပေါ့နော်စိတ်ကိုမနေ့ပြန်လျှော့ပြီးတော့ TV ဖွင့်လာပြီးအတွေးရှောက်တွေးပြီးတော့နေလိုက်တာအဆင်ပြေသွားတယ်ခုနကတော့လည်းတစ်ချက်ဘယ်လိုဖြစ်တယ်အသက်ရှူကြီးကြွေးချွေးပြန်လာပြီးတော့လေကြောက်တတ်တာတဲ့ဘယ်လိုကြက်နေတဲ့ဟာမျိုးဆိုနေလို့မရဘူးပေါ့နော်အသက်ရှူချက်တဲ့ဘယ်လိုမျိုးဟာငငယ်လေးလေးရှိတာဆိုတော့အမကျမစကားတွေပြောအာလူတွေဖုတ်အပြီးမှာကျမတမင်စားတယ်ပေါ့နော်စေးရုံကမနက်စာနေခင်းစာညစာ3နက်ကျွေးတယ်အမကျမပြောနေရအောင်ဘေးကနေ fan လေးတယောက်ရိုက်ပေးထားတာပြီးတော့ပန်းစည်းလေးနဲ့အေးဆေးပေါ့နော်မနာမကျင်လေးနဲ့နေတယ်ဒါကတော့ညစာစားတယ်ညစာစားပြီးတော့လဲဟိုကျမရဲ့ဒီအိတ်ခန့်နေပေါ့နော်ကျမခံစားနေရတဲ့အရာလေးကိုထပ်ပြီးတော့ပြောပြပြီးတော့ကျမအိတ်ပါတော့မယ်ရှင်တစ်ခါတစ်ဖက်ဆောင်ပိတ်သွားတယ်ဒီဘက်လည်းတရှုပ်ရအောင်စတဲ့ရှုပ်နေရတယ်